ကဲအားလုံးပဲမင်္ဂလာပါဗျဖူဘော်တဲ့ဒီ channel ကနေပြောညီကိုတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်2026နှစ်သစ်ကူးမှာစိတ်သစ်လူတွေနဲ့ကျွန်တော်ရဲ့ brother တွေကျမ်းမာရေးတွေကောင်းမွန်ပြီးတော့ပျော်ရွှင်ရပါစေလို့ကျွန်တော်ကနေပြောဖူဘော်တဲ့ဒီကနေပြောစုမုံကောင်တောင်းပေးလိုက်ပါတယ်ဗျတပည့်ကောင်းလေးမောင်းတဲ့လေးနဲ့တင်ဆက်ပြီးတော့မှမလို့ကျွန်တော်ရဲ့ Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လာရောက် join ဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာကစားသွားမယ် Premier League ပွဲစဉ်တွေကပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီပွဲကတော့ Anfield မှာကစားသွားမယ် Liverpool နဲ့ Leeds United ပွဲစဉ်ပဲဖြစ်ပါတယ်ပေါင်ကြီးကတော့ Liverpool ကနေပြီးတစ်လုံးတရေကြီးပေးထားတာတွေ့ရတယ်ဗျကိုကလေးကတော့3လုံး49ပေးထားတာကိုတွေ့ရတယ်အဲ့ဒါရလီဗာပူးကလီယူနိုက်တက်ကို9ပွဲနိုင်2ပွဲစီနဲ့တပွဲရှုံးထားတာကိုလည်းတွေ့ရတယ်ဗျလီဗာပူးတို့အနေနဲ့နောက်ဆုံး9ပွဲမှာလီယူနိုက်တက်ကိုအဝေးကွင်းမှာ3-3ဆိုတဲ့ရလက်နဲ့တည်ကြပြီးတဲ့နောက်မှာ၄ပွဲဆက်အနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်လီယူနိုက်တက်တို့ကတော့နောက်ဆုံး9ပွဲမှာ3ပွဲတည်ကြထားတယ်ဆိုပေမဲ့ချက်စီနဲ့ပဲလေးကိုအိမ်ကွင်းမှာအနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်ဗျဒီဟာဒီလီဗာပူးအသင်းကတော့32မှတ်နဲ့အတူပဲအဆင့်4နေရာမှာရပ်တည်နေတာကိုတွေ့ရတယ်ခုနောက်ပိုင်းနီးပြအန်နာစလော့ရဲ့လီဗာပူးအသင်းအနေနဲ့လမ်းကြောင်းမှန်ကိုပြန်ရောက်လာပြီလို့တော့ကျွန်တော်ကတော့ခံစားမိနေတာအမှန်ပဲဗျလီယူနိုက်တက်အသင်းကတော့ချွေစမ်းကောင်းနေတာအမှန်ဆိုပေမဲ့ကျွန်တော်ကတော့လီဗာပူးတို့ရဲ့အမြင့်ပြန်တမ်းမှုအပေါ်မှာရင်ခုန်ချိကျင်ပါသေးတယ်ဒါကြောင့်မလို့ကျွန်တော်လီဗာပူးပေါ်တီတော့ပို့ပေးခြင်းနဲ့ကိုပေါင်းလေးရဆိုရင်တော့ကိုပေါင်းလေးရွေးချက်ပေးလိုက်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်သွားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တပွဲအောင်လေးမောင်းလေးလည်းတင်ဆက်ပြီးတော့မှမလို့ကျွန်တော်ရဲ့ Telegram channel လေးကို join ပေးကြပါဦးဗျ